Hey yo ကျွန်တော်ကြည့်ခန့်တင်မမှုမေးမြန်းနေကြိုးစားပါတယ်ကျွန်တော်အခုဒီနေ့မှာဗာပြမလဲဆိုတော့ဟိုတနေ့ကတော့ကျွန်တော်စီမှာကန်ဒဇင်စာတလုံးစာပေါ့ဗျာ ready မှာလည်း brother တယောက်ရှိတယ်သူ့ကိုလည်းရလေးနဲ့စောင့်ခိုင်းလိုက်တဲ့အတွက်ကျွန်တော်တောင်းပန်ပါတယ်ဒီမှာကျွန်တော်ပြမယ်သူ့အတွက်ကိုတလုံးစာကိုကျွန်တော် ready လုပ်ပေးထားပြီကျွန်တော်ဘာလုပ်ပေးရိုက်လဲဆိုတော့ brother လည်းမအားဘူးဆိုတဲ့အတွက်ကြောင့်မို့လို့အိမ်အောင်လို့ရှိရင်သူရေးလဲဖြောစရာမလိုတော့ဘူးကျွန်တော်အကုန် ready လုပ်ပေးထားတယ်သူနေ့ညဒီတလုံးလိုက်ကိုပဲသူစလုံးလိုက်ကိုသူလာယူသွားတော့မယ်ဒီမှာမင်းသားလည်းအကုန် ready ရောက်နေပြီဒီမှာ date ဒီလည်းကျွန်တော် ready ရေးပေးထားတယ်ဒီကောင်ကနောက်တစ်လားနေလို့ရှိရင်စားလို့ရတဲ့ ready ဖြစ်ပြီနောက်တစ်ချက်ကဘာရှိနေရလဲဆိုတော့ဒီကန်က15ရက်နေလို့ရှိရင်ဒီကောင်လေးတွေကိုပြန်ထုတ်မယ်နောက်ထပ်ဒါမျိုးကြီးပဲ15ရက်ပြည့်တိုင်းမှာနောက်ထပ် +3 ထပ်ဆင်လို့ရမယ် okay တစ်လုံးဝေတာနဲ့နောက်ထပ် +3 ထပ်ထွက်မယ်ကျွန်တော် ready လုပ်ပေးထားပြီအားရစားတွေရောအဟာရရည်တွေရောကျွန်တော်အကုန်ထည့်ပေးထားတယ်ကျွန်တော်ကိုဖုန်းဆက်လို့ရတယ်စိတ်ဝင်စားလို့ရှိရင်နောက်ကြရင်တော့ရမှာမဟုတ်ဘူးဒါဒီမှာတစ်စလုံးလုပ်ပေးထားတယ်နောက်ထပ်ဒီမှာနောက်တော့ကျွန်တော်ဗာပြမှာလဲဆိုတော့ဒီမှာကျွန်တော်စီကကျွန်တော်ကိုစားမယ်တားလောင်းလေးတွေစောင့်နေတယ်ကျွန်တော်ရဲ့ customer တွေအတွက်လည်းကျွန်တော်တောင်းပန်ပါတယ်အနုညိုခဏလေးပဲစောင့်ဝေးပါနောက်နှစ်ပတ်နေရနဲ့အကုန်လုံးစားလို့ရမယ်အကုန်လုံးရဲ့ order တွေတင်ပေးထားဖို့အတွက်ကျွန်တော်တောင်းဆိုပါတယ်စောင့်ရတဲ့လူတိုင်းတော့လည်းကျွန်တော်တောင်းပန်ပါတယ်โอเคအားလုံးမခွန်နိုင်ပါစောင်းရတာအေးနေပြီအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီကောင်လေးတွေကိုကင်စားမယ်ကြော်စားမယ်ပူပူနွေ့နွေ့နဲ့ဟုတ်ပြီနော်ကျမကြီးတော့အရင်ကောင်းတယ်လူကြီးအဓိကကတော့စားသင့်တယ်လို့ကျွန်တော်ထင်တယ်ကြံလည်းပြုချင်ပါတယ်ကျွန်တော်ကောင်းတယ်လည်းဝင်ပြီးလေးလာပေးပါတခုဆိုလည်းကျွန်တော်ဖုန်းဆက်ပြီးဆက်သွယ်မေးမြန်းလို့ရပါတယ်โอเค